နေရတော့ဆောင်ပြောင်းတဲ့နေဖြစ်ပါတယ်ဟာဆိုနေတော့ဖိုင်ပြောနေဖြစ်နေတာဆောင်ပြောင်းနေပါပြီကြားလေးကတော့ထားခဲ့ပါဘာလို့လဲဆိုကြားလေးဒါညစ်ပတ်နေပါပြီကြားလေးလွယ်ထဲမှာထည့်ထားပါဖုန်းနေပုံပြီးခဲမုံနေပို့ပြီးနှခမ်းရဲလောက်မကြုံခုနစင်ကျဲလို့ဖြစ်နေတာဝချမ်းနင်းနဲ့ထားလိုက်ပူအောင်ဆိုးပါလေစိတ်ပြန်ဝင်မယ်နေရဘာမှထွေထူးမလုပ်ဖြစ်ပါဘူးထွေထူးမလုပ်တဲ့နေ့ပဲများဩဆောင်းဝဲဖြစ်ရတယ်ဆောင်းဝဲဖြစ်မဖြစ်နိုင်စိတ်ညစ်မနေ့ပြန်ဟောလာမယ်မနေ့ presentation ဆရာမတားတယ် laptop အနေနဲ့တားလေဒီကောင်းကြောင့်လက်တော့အနေနဲ့ဒါဒီထွက်ပြောမှလာဆိုပြီးတော့ချင်းထည့်တာအင်းကြီးဒီရှင်းမှာထွက်ပြောရမှာအေးဆိုအဲ့တခုရှိပါအတင်းညအရာစားရှားမယ်ကြရင်တော့ဘာမှမရှိတော့အေးအောင်မယ်ဆက်ဆက်အေးတော့မယ်ပြင်မညောင်းသူကလည်းကောင်းမလုပ်ရသေးဘူးကျေးဇူးတင်ပါတယ်ဒီနေ့လောက်ပါပဲဒီနေ့တနေ့တာတော့ဘာမှမရှိပါဘူးဖြတ်တန်းခဲ့ရအဲ့လိုဖြတ်တန်းခဲ့ဆောင်းနေပါလေ31ရက်နေ့ဆိုပြီးပြန်ခဲ့ပါ